FMS Pro version 2 SC80 Pro ပေါ့နော် FMS ကထုတ်လာတဲ့ SC80 Pro version 2တော်တော်လှတယ်။ဝါရှယ် differential လောက်ပါမယ်ရှေ့နောက် differential လောက်ပါမယ် SC80 Pro remove ပေါ့နော်ဒီပါဒါကတော့ကျွန်တော် battery လေးကိုအပြင် battery နဲ့ join ထားတာစမ်းကြည့်တာပေါ့channel 7 channel H ကတော့ဒါ differential lock ချိန်တာ differential lock ကိုချိန်တာပေါ့နော်အဲဒီကောင် drift lock တွေကတော့ကုန်ချိန်ထားပြီးသားပဲ steering reverse ပါမယ် throttle reverse ပါမယ် channel 7ခုပေါ့နော်ဒီမှာ channel 7ထိပါမယ် dress brake ပေါ့နော် steering train ပါမယ်တော်တော်ဒီကောင်လေးကတော့ light set ကလေးပေါ့တော်တော်အဆုံးပါတယ်channel 4ကတော့ဒီကောင် lower high speed ချိန်နေတာပေါ့ channel 3ကတော့ဒီမှာတော့အလုံးမလို့ဘာလို့ channel 3ကဘာမှ ESC မှာဘာမှမ join တာအဲ့တော့ channel 6တော့ lower တာထည့်တော့ပေါ့ဒါတော့ FMS က SC80 Pro ကပါလာတဲ့17 channel remove လေးပေါ့နော် control remove လေးအဲ့တော့ guide 300လောက်ထိတော့ဒီကောင်ကပြီးတယ်လို့ပြောလို့ရတယ် guide 300လောက်ထိတော့တော်တော် clearance ဖြစ်တယ်ပေါ့နော် clearance ဖြစ်တယ် SC80 ကဒီ remove မှာဆိုလို့ရှိရင်ဒီကောင်အဖုံးလေးပါတယ်ပေါ့တော်တော်ရေးပါရေးစင်နာပါညာတက်တာတော့ပေါ့နော် SC80 Pro မှာဆိုလို့ရှိရင် version 1.2 ရှိတယ် version 1.2 နှစ်ခုလုံးကဒီအပြာရောင်လေးပဲလာတယ်ပေါ့နော်ဒါသူဘန်မာတွေ original ဘန်မာတွေပေါ့နောက်ဥစ္စာတွေရှိမယ်သူဒီ share တွေပေါ့နော်တစ်စုံပို့ပါမယ် sticker တွေပါမယ်license plate ပြားတွေပါမယ်တော်လေးလှတယ်လို့ပြောလို့ရမှာ SC80 Pro version 2 differential lock လေးကျွန်တော်ပြပေးမယ်သိချာပါတော့။လေးကတော့သူ share ပေါ်တွေလို့ပေါ့နော် SC80 share ပေါ်တွေပေါ့။ version 1နဲ့တူတူပါပဲ။သူကဘာပြောင်းသွားမလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီကောင်းပါတော့ brushless motor ပါသွားမှာ။ brushless motor ဆိုလို့ရှိရင်2100 kV ဖြစ်မယ်ပေါ့နော်။2100 kV brushless system ဖြစ်မယ်။ဒီမှာဆိုရင်ကျွန်တော်တို့က differential lock လေးတွေပေါ့နော်။ differential lock အတွက်စာပေါ်နှစ်ခုပါမှာ။ဒီကောင် rear ဒီကောင် form ပေါ့နော်ဒါအရှိပဲဒါ rear ပေါ့နော်ဒါတော့ဒီ battery လေးကတော့ဒါကျွန်တော်စမ်းနေတဲ့ battery ပေါ့စမ်းထည့်ထားတဲ့ battery ပဲဒါကတော့သူရဲ့ original ESC ပေါ့နော် original ESC ကလောကအထဲမှာရှိမယ်သူကတစ်ခုကွာတော့ဒီ power on off မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီရိုးရိုးပေါ့နော် SC80 standard version ကိုဒီဘက်ချမ်းနေပြီးတော့ဒီတောင်းနေရတယ်မဟုတ်တော့ဘူး ESC ပေးနေတာပါ Plus version က 2-in-1 ဟိုကနေတော့ Fusion Pro လို့ပါဒီလိုလေး waterproof clock လေးခုပါလာဒါသူရဲ့ဟို power on off ပေါ့နော် switch ပေါ့အဲ့ဒီဟာလေးကSC80 အဲ့ကောင် standard version နဲ့နည်းနည်းလေးကွာသွားတယ် SC80 ကဒီနားနောက်ပြင်မှာပါတယ်ဒီမှာပါတာပေါ့နော်အဲ့ဒါလေးခုကွာနောက်တစ်ချက်က2 speed gear ပေါ့နော်2 speed gear ပေါ့အတွက်ဒီမှာကျွန်တော်တို့ ESC နာမှာဒီမှာ gear box system အတွက်စာဖို့တစ်လုံးထိုင်တာတော့ပေါ့နော်စာဖို့စုပေါင်းစာဖို့3လုံးဒီထဲမှာဒီမှာတစ်လုံးဒီကောင်ကhigh and low speed ပေါ့2 speed အတွက်သုံးမယ်ဒီကောင်ကdifferential lock ပေါ့ front rear differential lock ဒါလေးက3လုံးတော်တော်စင်ပြေလို့ပြောလို့ရတယ်80 Pro version မှာ differential lock ကကျွန်တော်ပြရမှာဆိုဒီကောင် channel H ပေါ့နော် channel H ရဲ့ differential lock ဆိုrear ဒါအနောက်က differential lock channel 7 ကfront differential lock အရှိရ differential lock တော့လော metal link တွေလည်းပဲလာမယ်ပေါ့နော် metal link တွေလည်းပဲလာမယ်တာယာတွေကတော့လောက crora တာယာတွေပေါ့တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ခရတာရတွေပါ differential lock ပါတဲ့ excel တွေကတော့တမျိုးပဲပြပေးနေတာဘယ်ဘက်ကအနောက်ကိုလှည့်ညဘက်ကရှိသွားတာဒါသူ excel မှာပါလာတဲ့ဥစ္စာပေါ့နော်ဒါအကုန်လုံးတော့ FMS တွေပါသူဒီဇိုင်းနဲ့ပဲလာexcel မှာပါလာတဲ့ဒီကောင်းလေးပေါ့နော် differential lock မှာ
differential လောက်ပါလာတော့ဒီလိုလေးတွေပေါ့နည်းနည်းလေးတော့ပြောင်းသွားတာအသေးစိတ်ပေါ့နော်နည်းနည်းလေးတော့ပြောင်းသွားတာ dry shot တွေကတော့ plastic တွေပေါ့ dry shot တွေကတော့ plastic ပါ plastic တွေ plastic ပေါ့နော် dry shot တွေ plastic တွေတာယာတွေကတော့တော်တော်လေးလုံးဝ soft လေးဖြစ်တယ်တော့ crawl လို့ကောင်းမှာနော် crawling လို့ကောင်းမှာတာယာတွေတော့ share ဒါ original တာယာတွေပေါ့ကျွန်တော်ဒီတာယာတွေကိုအဓိကဒီမှာ ring ပြန်ဝယ်ရောပေါ့နော် ring ပြန်ဝယ်ပြီးတော့ဒီတာယာတွေပြန်သုံးနေရတယ်တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်သူက original တာယာတွေဆိုတော့တစ်ချက်ကဒီကောင်က S80 Pro မှာဆိုရင်သူရဲ့ဒီ gut armor ကဒီတစ်ခုအတွက် original ပါပြီးသားပေါ့နော်ကျွန်တော်ထောက်ဝယ်မှာဆိုရင်ဒါလေးတွေဝယ်ရမှာဒီ A6 တော့ဝယ်ရမှာ A6 ရှင်းနောက်တော့ဝယ်ရမှာဒီရှင်းမှာဆိုလို့ရှိရင်ကျွန်တော်က tie rod ပေါ့နော် sabolin လို့လည်းခေါ်တယ် tie rod တန်းမှာအဲ့ဒီတန်းအတွက်လည်းကာဘာပြောင်းပေါ့နော်ဒီမှာတက်ရမှာအဲ့ဒါလေးပဲရှိပါဟဲ့အထူးဆန်းဆန်းတော့မရှိပါဘူး